ဒီနေ့ဖို့စဉ်းစားမိတာလေးတစ်ချက်ပြောချင်လို့ပေါ့နော်ဘယ်နေရာမှာတော့ရာဇဝတ်မှုဖြစ်သွားပါပြီဒီနေရာမှာတော့ရာဇဝတ်မှုဖြစ်သွားပြီနော်ငယ်ငယ်တော့ကျွန်တော်တို့အဲ့မျိုးပြောပြီးတော့မဟုတ်တာတော့မဟုတ်တယ်ဒါပေမဲ့တိတိတတ်တာအောင်မတိမတာအောင်ဂျင်းထဲခံရတော့ရှိတယ်ပေါ့ကျွန်တော်တို့စုပ်ကပ်ဖို့ရောက်နေတယ်ပေါ့တကယ်လားကျအခုကကျွန်တော်တို့ကဒီခစ်ကပွင့်လင်းမြင်တာလားတကူဆိုလို့ရှိရင်တကူလောက်လိုက်တာနဲ့ချက်ချင်း information ကချက်ချင်းရောက်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကတကူဖြစ်တာနဲ့ချက်ချင်းကိုသိတယ် internet ကမှာပို့တော်ဟိုဖြစ်တယ်အဲ့တော့တကယ်နဲ့ဒါပေမဲ့တကယ်နဲ့ရာဇဝတ်မှုတွေပါတွေကိုတကယ်နဲ့အချိုးချကြည့်လို့ရှိရင်အရင်ခက်တဲ့ဆိုင်လို့ရှိရင်အခုခက်ကပို့ပြီးတော့နဲတယ် percentage နဲတယ်လူများရင်တော့များမှာပါဗျာဒါပေမဲ့တကယ်နဲ့ percentage နဲ့အမှအမှုကင်းတစ်ခုဖြစ်မယ်ဆိုလို့ချင်းကျွန်တော်တို့ကချက်ချင်းသိရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကများနေတယ်ထင်တယ်အရင်တော့ကကြတော့ဒီထက်အခုခက်တဲ့အများကြီးဆိုတယ်အရင်တော့ဒီကျွန်တော်တို့ဒီလူတက်တန်းကအများဆုံး30-40တန်းမရှိဘူး30-40ဆိုလို့ရှိရင်ကြော်တဲ့လူကတအားရှာတယ်ပေါ့နော်တကယ်30-40ဆိုဥမာကျွန်တော်ပြန်ငှက်ဖျားဖြစ်တယ်တန်းသေးတယ်ဥတက်ပေါက်တယ်တန်းသေးတယ်ကလေးမွေးနေတန်းသေးတယ်ပေါ့နော်အခုကတော့ advancement ဖြစ်လာတဲ့အတွက်တည်တဲ့ rate ကတဖြည်းဖြည်းနဲ့တကယ်တမ်းတော့နည်းလာတာpercentage ကလူများလို့ရှိရင်တော့များရောက်များမယ်ဒါပေမဲ့တကယ်တမ်းကြောက်ရှင်ဖြစ်တဲ့ဟာကအစိုးနဲ့ကောင်းတယ်ဆိုလို့ရှိရင်အကောင်းအပို့ပြီးများလာတာပေါ့နော်တကယ်တမ်းကျ percentage ကတကယ်တမ်းနည်းနည်းလေးပဲအဲ့ဒါအဲ့ဂျင်းကိုလည်းမမိဖို့လိုတယ်ပေါ့နော်သူတွေက6လမ်း6တယ်ပေါ့ conservative အထူးသဖြင့် conservative ကတအား6တယ်ဒီဟာတွေဘာဖြစ်သွားမယ်ဒီဟာဖြစ်သွားမယ်ဆိုတဲ့ဟာတွေလက်ကားပဲဒါပေမဲ့စိတ်မကောင်းတာမဲ့ကျွန်တော်တို့တိုင်းပြည်ကတော့တကယ်ကိုစိုးနေတာပါကျွန်တော်ပြောတာကဘာနဲ့ရှင်ပြီးတော့ပြောတယ်ကျွန်တော်တို့တိုင်းပြည်တကယ်ကိုစိုးနေတာအရင်ထက်ပိုပြီးစိုးနေပေါ့နော်ဒါတော့မတက်နိုင်ဘူးဗျာကိုလည်းတယောက်တည်းကိုလှုပ်တဲ့ကိစ္စလည်းမဟုတ်ဘူးကိုလည်းတယောက်တည်းနဲ့ဘာမှသူလှုပ်တာတော့လှုပ်အောင်မပဲဒါပေမဲ့အရင်လည်းတိတောင် impact မလုပ်နိုင်တော့လည်းမတက်နိုင်ဘူးပေါ့ဒါပေမဲ့ overall ကကျတော့လူတွေကအသက်ပိုရှည်လာတယ်တကယ်တမ်းဖြစ်တဲ့ပြဿနာတွေကလည်းပိုပြီးနည်းလာတယ်ပေါ့နော်ဖြစ်လည်းသေးပဲ nuclear တစ်ချက်ကျဲလိုက်ရင်အကုန်လုံးဖြစ်တာဆိုတော့လေအဲ့တော့နောက်တစ်ခါကျတော့ media တွေကအဲ့လိုမျိုး manipulate လုပ်တယ်ဒီpropaganda လွှတ်ချင်တဲ့လူတွေကဒါကိုပို့ပြီး amplify လုပ်တယ်ပေါ့နော်အဲ့ဒါတွေလည်းတစ်ချက်စဉ်းစားဖို့လိုတယ်ဒါလေးအတွေးလေးပေါက်လာပြောတာပါအားလုံးကျေးဇူးပါတယ်မြတ်